စိတ်မကြီးတကောင်ဟာသူ့ရဲ့စိတ်ကလေးကိုတောင်ပေါ်မှာပထမဆုံးအကြိမ်ဖြစ်အစာကျွေးဖို့အတွက်ခေါ်လာခဲ့ပါတယ်။ဒါပေမဲ့စိတ်ကလေးကအရန်ကိုစိုးလွန်းတာကြောင့်သူ့ကိုကျိုးနဲ့ချီပြီးခေါ်လာခဲ့ရပါတယ်။စိတ်ကလေးကတော့လမ်းတစ်လျှောက်မှာအသေးအတန်စော်ကစားနေခဲ့ပါတယ်။အဲဒါကြောင့်သူ့ကိုချီထားတဲ့ကျိုးကပြတ်ကျပြီးတာအောက်ကိုကြောက်တုံးတုံးနဲ့အတူလိမ့်ဆင်းသွားခဲ့ပါတယ်။တာအောက်မှာတော့တယောက်တည်းနေထိုင်တဲ့ဘလူးကြီးဟာမနက်ခင်းမှာလက်ဖက်ရည်တောက်ဖို့အတွက်ပြင်နေတော့မှပဲစိတ်ကလေးကသူ့ရဲ့အိမ်ထဲကိုပြုတ်ကျလာတာကြောင့်သူ့ရဲ့လက်ဖက်ရည်ခွက်နဲ့အတူလက်ဖက်ရည်တွေဟာလည်းမှောက်ကျကုန်ခဲ့ပါတယ်။အဲဒါကြောင့်မိစ္ဆာကောင်ကြီးကဒေါသတကြီးအော်ဟစ်လိုက်ပါတယ်။အဲဒီအော်တဲ့ကြောင့်တောင်ပေါ်ကစိတ်မကြီးဟာလည်းသူ့ရဲ့စိတ်ကလေးဟာဘလူးကြီးရဲ့အိမ်ထဲကိုရောက်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။ဒါကြောင့်သူဟာအရန်ကိုပြရာခတ်နေခဲ့ပါတယ်။ဘလူးကြီးကစိတ်ကလေးကိုဖမ်းပြီးမိဖို့တဲ့ထဲကအစာအဖြစ်စားဖို့ပြင်ဆင်ခဲ့ပါတယ်။ဘလူးကြီးချက်ပြုတ်ဖို့ပြင်ဆင်နေတော့မှပဲစိတ်ကလေးကမိကိုခေါင်းတိုင်ကနေထွက်ပြေးဖို့လုပ်ခဲ့တာကြောင့်မိကိုခေါင်းတိုင်ဟာလဲကျပြီးစိတ်ကလေးဟာလည်းဖမ်းမိသွားခဲ့ပါတယ်။ဒါပေမဲ့လဲကျလာတဲ့မိကိုခေါင်းတိုင်ကြောင့်ဘလူးကြီးရဲ့အဖိုးတန်ရင်နွေးကြရအိုးကိုဖြတ်စည်းမိတော့မလို့ဖြစ်ခဲ့ပါတယ်။ဒါကိုတွေ့လိုက်တဲ့ဘလူးကြီးဟာလည်းအတဲအတန့်ပြေးယူလိုက်ပြီးလုံခြုံတဲ့နေရာကိုပြောင်းထားခဲ့ပါတယ်။ဒါပေမဲ့သူပြန်လဲကြည့်တဲ့အခါမှာတော့စိတ်ကလေးကအိမ်ထဲမှာပတ်ပြေးနေပြီးဘလူးကြီးတန်မိုးထားတဲ့ပကံပြားတွေကိုဖျက်ဆီးခဲ့ပါတယ်။သူကတစ်ခုပြီးတစ်ခုကိုကန်ချခဲ့ပြီးနောက်ဆုံးမှာတော့မှန်ပြီးတော့တစ်ခုတည်းကိုရောက်သွားခဲ့ပါတယ်။ဘလူးကြီးကသူ့ကိုတောင်းပန်ပြီးပြန်ဆင်းခဲ့ဖို့ပြောပေမဲ့စိတ်ကလေးကတော့နားမထောင်ခဲ့ပါဘူး။အဲဒီအစားသူကမှန်ပြီးတော့ကိုကန်ချလိုက်တာကြောင့်ဘလူးကြီးတန်မိုးထားတဲ့ပကံပြားကြီးဟာလည်းမြစ်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ဘလူးကြီးကတော့အယမ်းဝမ်းနေပြီးထိုင်ကုန်နေခဲ့ပါတယ်။အဲဒီအခါမှာတော့စိတ်ကလေးကနောင်တရပြီးဘလူးကြီးအတွက်လက်ဖက်ရည်ပြန်ဖြော်ပေးခဲ့ပါတယ်။ဒါကိုမြင်တော့ဘလူးကြီးကစိတ်ပြေသွားပြီးစိတ်ကလေးနဲ့အတူလက်ဖက်ရည်တောင်းနေခဲ့ကြပါတယ်။အဲဒီအချိန်မှာတော့စိတ်မကြီးဟာလည်းဘလူးကြီးရဲ့အိမ်ထဲကိုဝင်ရောက်လာခဲ့ပါတယ်။စိတ်မကြီးရောက်သွားတဲ့အခါမှာတော့ဘလူးကြီးဟာအန်ရမရှိမှနားလည်သွားခဲ့ပါတယ်။သူတို့၃ယောက်လုံးဟာအပြင်ကိုအတူတူထွက်လာခဲ့ကြတဲ့အချိန်မှာပဲဘလူးကြီးရဲ့အိမ်ကြီးဟာရုတ်တရက်ပြိုကျသွားခဲ့ပါတော့တယ်။ပြီးတော့ပါပြီ။